ဖျားတဲ့ခဲ့တဲ့ညီမနှစ်ယောက်ရဲ့ထူးခြားတဲ့အဖြစ်အပျက်ပကံမှာညီမနှစ်ယောက်ဖျားအတူတဲဖို့ကြိုးစားကြတယ်အလောက်အတူတူလုပ်ပြီးဖျားတဲဖို့ငွေစုကြတယ်ချွေးနှဲစာလေးတွေနဲ့ဖျားတဲပြီးတဲ့နောက်မှာတော့ဖျားကိုအုတ်တိုင်းနှစ်ထပ်ခတ်လိုက်မိတယ်အဲ့ဒီအချိန်မှာပဲဘရင်အမျက်တော်ရှာပြီးရေစက်မချလိုက်ရဘဲနဲ့ကွက်မြက်ခံခဲ့ရတယ်ဒီဟာဆိုရင်ကတော့ပကံမှာအပြောများကြတဲ့စိမ့်ညက်ညီမဖះရဲ့ဗဇက်ရာဆိုရင်တစ်ခုပါပဲစိမ့်ညက်ညီမဖះအကြောင်းကိုဆက်ရမယ်ဆိုရင်တော့ပကံမျိုးကဘိတုကလည်းရအလှအပတွေရှိတဲ့ကူဖះနဲ့ပထိုးနှစ်စုကနေစတင်ရပါမယ်ပကံမျိုးဟောင်းနဲ့မြို့တစ်ကြားမှာရှိပြီးတော့စိမ့်ညက်အမရဲ့လိုင်ငူဖះနဲ့စိမ့်ညက်ညီမရဲ့ပထိုးတို့ကအုတ်တိုင်းနှစ်ထက်ရဲ့အတွင်းမှာထူးခြားစွာအတူတည်ရှိနေပါတယ်17ရာစုတွေကတီထားကိုးကွယ်ခဲ့တယ်လို့အစဉ်အလာတွေရှိပေမဲ့ဘိတုကလက်ရာတွေကတော့73ရာစုလက်ရာဖြစ်တယ်လို့လည်းဆိုကြပါတယ်လူပြောများတဲ့ဗဇက်ရာဇဝင်မှာတော့ငကြွဲစိမ့်ညက်နဲ့စိမ့်ခတ်တို့မောင်နှမ3ယောက်ကအရေးကြီးတွေရန်ကနေထွက်ပြေးရင်းနဲ့ရှင်အရဟံနဲ့တွေ့ဆုံခဲ့တယ်။တကယ်တော့ငကြွဲဟာပကံကိုဗုဒ္ဓဘာသာပြန်ပွားစေခြင်းရဲ့အဓိကလူတွေကတအူးပါ။ရှင်အရဟံနဲ့အနော်ယထာမင်းတို့ပထမဆုံးတွေ့ဆုံမှုဟာလည်းငကြွဲကြောင့်စတင်ခဲ့ခြင်းဖြစ်တယ်လို့မှတ်တမ်းမှတ်ရတွေအရသိရှိရပါတယ်။ပကံပြည်မှာဗုဒ္ဓဘာသာအလွန်ထွန်းကားခဲ့တာတွေ့ရမှာပါ။အနော်ယထာမင်းကြီးကလည်းငကြွဲတို့မောင်နှမ3ယောက်ကိုအဆောင်ရောင်နေနဲ့ချင်းမြင့်မြောက်စားခဲ့ပါတယ်။အဲ့ဒီအချိန်ကာလကပကံမှာဖျားတည်ရင်နဲ့လှူကြတဲ့ဒလိထုံနဲ့ထွန်းကားလာတော့စိမ့်ညက်နဲ့စိမ့်ခတ်တို့ညီမနှစ်ယောက်ကဖျားတီလိုလာကြတယ်ကိုလုံအားကားတွေနဲ့ဖျားအဲ့ရတွေနဲ့စင်တူလဲဆိုတာကိုလည်းဝင်မြပေးခဲ့လို့ရပါတယ်ရှင်ဒီတစ်ပတ်တော့ကတော့ဒီလောက်ပါပဲရှင်ဘလို့